မှာလဲလေရှေးရဖြောက်ပြေးသွားသူရဲ့တခါတော့စီကသူ့ပါပြင်းကလေးအနံ့ကြူကြူမွေးပန်းတွေသည်ပေးခဲ့သူအသက်လောက်ချစ်တဲ့ဆိုစကားအခုများတော့မိသွားပြီလားလေချီဦးမီတို့တို့ထားခဲ့ကတိတွေဘယ်စီမလဲလေရှေးရဖြောက်ပြေးသွားသူရဲ့တခါတော့စီကသူ့ပါပြင်းကလေးအနံ့ကြူကြူမွေးပန်းတွေသည်ပေးခဲ့သူအသက်လောက်ချစ်တဲ့ဆိုစကားအခုများတော့မိသွားပြီလားလေပြောက်သူရဲ့အလွမ်းမြေမလေးပန်းတွေမပွင့်တော့ဘူးအလွမ်းတွေပုံစုလို့သူထားခဲ့ရမည်ကိုချစ်ရှာလဲဝေးသူချစ်ရှာလဲဆွေးဘယ်ဝိချမဖန်လာလေးတလဲစသိမ့်မလားတဲ့ဘဝကံကြီးအချစ်ဦးနေဝေးခဲ့ရပြီလေကံစရာရဲ့တန်ရာရဲ့စတီမြနဲ့ကြပြီလားလေကိုဖြေးသိမ့်ပြီးမေဖြေးသိမ့်တရားရှာမတွေ့ပြီးကျွေလိမ့်လာတဲ့ရည်စားတွေကကြမညီစီတန်ရာတွေပြန်ခဲ့ပါတော့ချစ်ဦးမေရောက်ပြန်ပြီလေလွန်တသူပူကဲအောင်တမင်ထားခဲ့လေသလားချီဦးမီတို့ထားခဲ့ကတိတွေဘယ်စီမလဲလေရှေးရဖြောက်ပြေးသွားသူရဲ့တခါတော့စီကသူ့ပါပြင်းကလေးအနံ့ကြူကြူမွေးပန်းတွေသည်ပေးခဲ့သူအသက်လောက်ချစ်တဲ့ဆိုစကားအခုများတော့မိသွားပြီလားလေအဖော်ပြောက်သူရဲ့အလွမ်းမြေမလေးပန်းတွေမပွင့်တော့ဘူးအလွမ်းတွေပုံစုလို့သူထားခဲ့ရမည်ကိုချစ်ရှာလဲဝေးချစ်ရှာလဲဆွေးဘယ်ဝိချမဖန်လာလေးတလဲစသိမ့်မလားတဲ့ဘဝကံကြီးအချစ်ဦးနေဝေးခဲ့ရပြီလေကံစရာရဲ့တန်ရာရဲ့စတီမြနဲ့ကြပြီလားလေကိုဖြေးသိမ့်ပြီးမေဖြေးသိမ့်တရားရှာမတွေ့ပြီးကျွေလိမ့်လာတဲ့ရည်စားတွေကကြမညီစီတန်ရာတွေပြန်ခဲ့ပါတော့ချစ်ဦးမေကံစရာရဲ့တန်ရာရဲ့စတီမြနဲ့ကြပြီလားလေကိုဖြေးသိမ့်ပြီးမေဖြေးသိမ့်တရားရှာမတွေ့ပြီးကျွေလိမ့်လာတဲ့ရည်စားတွေကကြမညီစီတန်ရာတွေပြန်ခဲ့ပါတော့ချစ်ဦး